Hello မမနွေဦးရဲ့လေးသက်ဆက်ချင်းလေးတို့ရေမင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေကြိုဆိုပါရစေဒီနေ့မမနွေဦးရဲ့လေးသက်ဆက်ချင်းလေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့အဖေပေးတဲ့ရွှေအိုးတဲ့ကဲမမနွေဦးရဲ့လေးသက်ဆက်ချင်းလေးတို့လည်းပုံမြင်လေးနှထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့တော့ပုံမြင်လေးဆက်လိုက်ကြမယ်အဖေပေးတဲ့ရွှေအိုးတခါတော့ကလေပိုင်ရှင်ကြီးတဦးမှာသားနှစ်ယောက်ရှိတယ်။သားနှစ်ယောက်စလုံးဟာဉာဏ်ပညာကိုအသုံးပြုခြင်းမရှိဘဲလက်စထိုးဆက်ဆံလုပ်တဲ့ကြသူတွေပေါ့။ဒါကြောင့်လေပိုင်ရှင်ကြီးကသူ့သားနှစ်ယောက်စလုံးကိုစိတ်မချနိုင်ဖြစ်နေရရှာတယ်။ဒီလိုနဲ့တနေ့မှာတော့လေပိုင်ရှင်ကြီးလည်းမိစားကုံစီခန့်ချင်းရောက်လာတော့တယ်။လေပိုင်ရှင်ကြီးကမသေးခင်မှာသားနှစ်ယောက်စလုံးကိုစိတ်ချရစေဖို့ရွာတွေကပညာရှိဆရာကြီးတဦးနဲ့တိုင်ပင်ပြီးသေတန်းစာရေးသားခဲ့တယ်။သေတန်းစာထဲမှာတော့မိမိပိုင်တဲ့လက်မျိုးတွေထဲမှာရွှေအိုးကြီးတစ်လုံးရှိတယ်။သားနှစ်ယောက်ထဲကထိုက်သူရစီဆိုပြီးရေးသားခဲ့တယ်။လေပိုင်ရှင်ကြီးတေကန်ဒီအချိန်မှာသားငယ်ကိုလေပိုင်ရှင်ကြီးကခုလိုဆိုတယ်။ငါသားဖေရဲ့လက်မြေကြီးထဲမှာရွှေအိုးကြီးတစ်လုံးရှိတယ်။ဖေသိရင်မင်းတို့ညီကိုနှစ်ယောက်လက်တိုင်ပင်ပင်နဲ့အဲ့ဒီရွှေအိုးကြီးကိုထိမ့်သိမ့်လှုပ်ဆောင်ကြ။မင်းကိုကြီးကိုလည်းဒီအကြောင်းပြောရအောင်တော့ခေါ်ပေးပါလို့ဆိုတယ်။အကိုဖြစ်သူကိုတော့ခေါ်ဖို့ထွက်လာတဲ့ညီငယ်ကစဉ်းစားတယ်။လက်မြေတွေကိုထက်ဝက်ပိုင်းပြီးအကိုနဲ့ငါရှာကြလို့ကန်ဆိုးလို့များအကိုပတ်မှာသာရွှေအိုးကြီးပါခဲ့တော့ငါငဲ့ရပေးလိမ့်မယ်။အခုတော့ကြံမပဲလို့တွေးတယ်။ဒါကြောင့်ဖခင်ခေါ်ခိုင်းပြီးမဲ့ညီလို့သူဟာအကိုဖြစ်သူကိုတော့မခေါ်ခဲ့ဘူး။အကိုကြီးလည်းညနေရခင်မှပြန်လာတော့ဖခင်ရဲ့အသက်ကိုမမီတော့ဘူးပေါ့။ဖခင်သိပြီးမကြခင်မှာပဲညီကိုနှစ်ယောက်ဖခင်ကြီးရဲ့ကြီးမားတဲ့ရခင်ကြီးကိုနှစ်ချမ်းချမ်းပြီးအမွေခွဲလိုက်ကြတယ်။အမွေခွဲပြီးမကြခင်မှာညီလို့သူကသူ့တငယ်ချင်းနောက်လိုက်အပေါင်းပါတွေနဲ့ရောက်လာပြီးအကိုဖြစ်သူကိုခုလိုဆိုတယ်အကိုတယောက်တည်းရာလောက်တွေလောက်ရတာပင်မလှပါတယ်အကိုရာခွင်ကြီးကိုဝိုင်းဝန်းသူဆွပေးပြစေလို့ဆိုတယ်အကိုဖြစ်သူကလည်းညီငယ်ဟာငါအပေါ်မှာတိကျလာပေးတယ်ဆိုပြီးခွင့်ပြုပေးလိုက်တယ်အကိုကြီးရဲ့ခွင့်ပြုချက်ကိုရသည်နဲ့အကိုပိုင်တဲ့ရာခင်းကြီးကိုညီငယ်ဖြစ်သူကနေမအားညမနာရက်အတော်ကြာတူဆပါတော့လေရွှေဦးကြီးကိုမူလုံးဝရှာမတွေ့ခဲ့ဘူးထို့အခါညီငယ်ကခုလိုတွေးတယ်တကယ်တော့ငါတီးတာကံကောင်းတဲ့သူပဲရွှေဦးကြီးဟာငါပိုင်တဲ့ရာခင်းကြီးပိုင်းမှာသာအေကံမုတ်ချရှိနေလိမ့်မယ်ဆိုပြီးပင်မချင်းကိုပြင်မမှုပဲအပျော်ကြီးပျော်နေတော့တယ်အကိုဖြစ်သူကလည်းရေစီလွာတန်ရှင်းတူးဆွထားတဲ့မြေပြင်ပေါ်မှာဖခင်လက်ထက်ကအတိုင်းတတိဝလန်ဆောင်နေစွာစတင်စိုက်ပျိုးလေတော့တယ်ညီငယ်မှာတော့ဖခင်ပေးထားခဲ့တဲ့အခြားငွေတူငွေစလေးတွေနဲ့မိတ်ဆွေတငယ်ချင်းနောက်လိုက်အပေါင်းပါတို့ကိုကျွေးဝဲငှားရမ်းပြီးမြေတူးဆွခြင်းအလုပ်ကိုသာပြုလုပ်လျက်ပင်ရှိနေပေတယ်ဒါကြောင့်ညီဖြစ်သူဟာတနေ့တခြားစီးပွားကြတဲ့ကြလာခဲ့တယ်ထို့အချိန်အကိုဖြစ်သူမှာတော့စိုက်ပျိုးရေးရလာတဲ့တတိဝလန်တွေရောင်းချရတဲ့ငွေတွေနဲ့ကျွဲဝချမ်းသာလာတယ်အကိုဖြစ်သူကျွဲဝချမ်းသာလာတာကိုညီငယ်သိတဲ့အခါညီငယ်ကခုလိုတွေးတယ်ငါသည်အကိုဖြစ်သူရဲ့ရာကင်းထဲမှာမျက်စိရှမ်းပြီးရွှေအိုးကြီးကိုမြင်မိတာများလားဟူ၍တွေးချင်လာတယ်ထို့နောက်အကိုသည်ရွှေအိုးကြီးကိုရရှိသွားပြီးချမ်းသာလာခြင်းသာဖြစ်ပေလိမ့်မယ်ညီငယ်ဖြစ်သူကအခုလိုတွေးတယ်ငါတီလဲငါဤဝေစုကိုတွားတောင်းပင်ပေတယ်ဆိုပြီးအကိုဖြစ်သူထံရှိကိုရောက်ရှိသွားလေတော့တယ်အကိုဖြစ်သူလည်းမိတို့ပဲညင်းစေကားမူညီငယ်ဖြစ်သူကလမ်းခတ်သဖြင့်ရွာထဲမှာရှိတဲ့ပညာရှိဆရာကြီးတဦးထံညီကိုနှစ်ယောက်ရောက်ရှိသွားလေတယ်ပညာရှိဆရာကြီးကအကြောင်းအရာအစုံကိုသိတဲ့အခါညီငယ်အားခုလိုဆိုတယ်သင်သည်လူမိုက်တာဖြစ်ပေတော့တယ်သင်ဤဖခင်နောက်ဆုံးပြောကြားခဲ့တဲ့ရွှေအိုးစုတီကဉာဏ်ပညာဇွဲလုံလာနဲ့ရိုးသားစွာလောက်ကင်ခြင်းတို့တာပင်ဖြစ်ပေတယ်ရိုးသားစွာလောက်ကင်ခြင်းနဲ့သင်တို့ညီကိုနှစ်ယောက်ရဲ့ဆွဲလုံလာတို့နဲ့ပေါင်းစည်းကအမြော်မြင်ရှိစွာလောက်ကင်ခြင်းတို့ဖြင့်ရရှိလာတဲ့အသေးအပွင့်တို့တည်တာလျင်သင်တို့စားမကုန်တဲ့ရွှေဦးကြီးပင်ဖြစ်ပေတော့တယ်လောဘကြီးသောအသင်သည်အသင်ဤဖခင်မြှုပ်ထားခဲ့တဲ့
ရွှေအိုးကြီးနဲ့လွဲခဲ့ပြီးဆွဲလုံလာနဲ့ရိုးသားစွာလောက်ကင်တော့အသင်ရဲ့အကူတည်တာလင်းအသင်တို့ဖခင်ပြောကြခဲ့တဲ့ရွှေအိုးကြီးကိုရှာသွေးခဲ့ခြင်းသာဖြစ်ပေလေတဲ့ဟူ၍ဆုံးမလိုက်တယ်။ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလေတယ်။ဒီပုံမြင်လေးစီကနေမမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့သင်ယူရမယ့်သင်ခန်းစာကလူတိုင်းမှာလောဘဆိုတာရှိကြတယ်။လောဘမှာ2မျိုးရှိတယ်။နံပါတ်1ရှိကောင်းတဲ့လောဘနဲ့နံပါတ်2မရှိကောင်းတဲ့လောဘဆိုပြီးတော့ပေါ့နံပါတ်1ရှိကောင်းတဲ့လောဘဆိုတာဟာကိုလိုချင်တဲ့အရာတစ်ခုကိုတရားမျှတမှုနဲ့ရယူခြင်းကိုဆိုလိုတာဖြစ်ပြီးနံပါတ်2မရှိကောင်းတဲ့လောဘဆိုတာကဒီပုံမြင်လေးထက်ကငငယ်လို့ပေါ့ရိုးသားမှုမရှိခြင်းမှန်ကန်တဲ့ဇွဲလုံလမဆိုင်ထုတ်ခြင်းဉာဏ်ပညာနဲ့ခြင်းတို့နဲ့မတရားသဖြင့်ရယူလိုခြင်းစသည်တို့ဟာမရှိကောင်းတဲ့လောဘပင်ဖြစ်ပေလေတယ်ဒါကြောင့်မိမိမှာဖြစ်ပေါ်လာတဲ့လောဘကိုရှိကောင်းတဲ့လောဘလားမရှိကောင်းတဲ့လောဘလားဆိုတာစဉ်းစားဆင်ခြင်ပြီးအမှားနဲ့အမှန်ကိုကိုယ်ပိုင်ဉာဏ်စွမ်းအဖြစ်ခွဲခြားသိမြင်နိုင်ဖို့ကိုယ်ပိုင်ဉာဏ်ရှိဖို့ရာအစဉ်ဆက်မပြတ်ဘ ഹു တုတနဲ့ယတအစတာတွေကိုသင်ယူလေ့လာဖတ်ရှုနားထောင်ခြင်းတို့ကနေတဆင်ရရှိလာနိုင်တယ်။အဲဒီတော့မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းဒီပုံမြင်လေးစီကနေသင်ခန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ခြားနိုင်တဲ့ပညာရှိလူတို့လူကောင်းလေးတွေအဖြစ်နဲ့လေးသက်တိုင်းရဲ့လှပတဲ့ဆက်ဆိုင်လေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော်။အဲ့ဒီတော့နောက်ဗီဒီယိုတွေမှာစိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမဲ့ပုံမြင်အသစ်တွေနဲ့ပြန်ဆောင်ကြမယ်နော်တတ